ဒီခန္ဓာကြီးနဲ့ပယ်ဖို့ပြီးတော့နေရတာဟာဖြင့်အမြဲမပြတ်အန္တရာယ်ဖြစ်စည်းနှိမ့်ဆက်ခံနေရတဲ့တရားဝါရီပဲဆိုတာရှင်းရှားလာမှန်ပါဗျာအန္တရာယ်ကြတယ်မကြဘူးဘေးရှိတယ်မရှိဘူးဆိုတာကိုယ့်ကိုယ်ကိုပြန်သုံးသပ်ကြည့်ရင်ဘယ်နဲ့လဲလားညတာတပေးရရေချိုးပေးရသမင်းကျွေးရဟုတ်ပြီနော်မှန်ပါဗျာမပြုစုရအောင်လားပြုစုပါဗျာဒီလိုမပြုစုပဲထားလို့မရပါဘူးဗျာဘာဖြစ်လို့ပြုစုနေရတယ်လဲလို့ပြီးတော့အန္တရာယ်မကင်းလို့ပေါ့ဗျာမှန်ပါဗျာအစားအသောက်နေထိုင်မမှန်ဘူးဆိုတာနဲ့အနာရောဂါကတ်ကြီးကတ်ကြီးဒါပြင်ယောဂဘယဘေးလေးရှိနေတယ်မှန်ပါဗျာဟင်အခုမင်းတို့ရတာဘုံပါဝါနဲ့အုပ်ချုပ်သူဆက်ဆက်ခေတ္တိုင်းမှာအုပ်ချုပ်သူရှိအုပ်ချုပ်သူဆိုရမင်းများရဲ့ဥပရိသရဲမှာလေမိမိနဲ့သက်ပြီးဖြစ်စေမနဲ့သက်ပြီးဖြစ်စေလိုက်နာပြီးတော့နေရအောင်မရပါဘူးဗျာဒါမှလွတ်လပ်မှုရှိရဲ့မရှိပါဘူးဗျာဘာလို့လိုက်နာတာတော့မေးကြောက်လို့အေးပေါ့အန္တရာယ်ကြမှာကြောက်လို့ယုံကံကနာအချုပ်ထောင်းစတဲ့လောကီဘေးရန်အန္တရာယ်ကြရောက်မှာ